1389ခုနှစ်နေုံလာဇန်10ရက်နေ့မန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်တောင်ညန်းကုန်းအုပ်စုရောင်ကုန်းကြီးရွာဒေယဘူမိကျောင်းတိုက်အတွင်ဥပုသ္တိလစောက်တည်ကြကုန်သောဥပုသ္တိအပေါင်းတို့အားတရားဖြင့်ကျေးဇူးပြုပေးပါမယ်အခုဥပုသ္တိုင်းပြောလာတဲ့စိတ်စေတသိက်ယောနိဗ္ဗာန်ပရမတ္ထတရား၄ပါးတလောကလုံးမှာအဲ့ဒီ၄ပါးအပြင်ဘာမှမရှိဘူးเนาะအတ္တလောကသင်္ခါရလောကဩကာသလောကလို့ခေါ်တဲ့လောက၃ပါးရှားခြင်းတဲ့နေရာရှားစိတ်စေတသိက်ယောနိဗ္ဗာန်စိတ်နဲ့စေတသိက်ကိုပေါင်းရင်နန္တရားမှတ်လဲမှတ်အောင်စိတ်နဲ့စေတသိက်ကိုပေါင်းရင်နန္တရားယောဂယုတ်တရားနိဗ္ဗာန်ဆိုတာကကိလေသာငြိမ်းတယ်ငြိမ်းဓာတ်သူဓာတ်သဘောလေးရှိတယ်အများတို့ကျတို့ရဲ့တဏ္ဍာမှာပေါ်လားဆိုတော့မပေါ်သေးဘူးဘာလို့မပေါ်တာလဲဖေဟာဆိုတော့အခုစေတသိက်အကြောင်းပြောလာတာနော်အဲ့ဒီစေတသိက်တွေထဲမှာအကုသိုလ်စေတသိက်14ပါးကတတ္တဝါတွေရဲ့တဏ္ဍာမှာကြတော့အကုန်ပေါ်တယ်ဗျအကုန်ဖြစ်တယ်ဗျဒီနေ့ပြောမဲ့သောဗနာစေတသိက်ဆိုတဲ့စေတသိက်တွေကြတော့မပေါ်နိုင်ဘူးမဖြစ်နိုင်ဘူးမဖြစ်လို့လေတန်တရာလဲနေတာဒါကြောင့်ဒီနေ့တရားကောင်းစဉ်လေးကိုသူတော်ကောင်းဖြစ်ကြောင်းတရားကောင်းလို့ဒီလိုလေးမှတ်မယ်ပါတယ်လေသူတော်ကောင်းဖြစ်ကြောင်းတရားကောင်းအဲ့တော့သူတော်ကောင်းလူတော်ပညာတတ်နာမည်တွေအကောင်းဘက်ကပြောခြင်းရပြောဒီနေ့ပြောမယ်တရားသဘောလေးတွေကိုယ်တဏ္ဍာမှာဖြစ်လာပြီးထိုပုဂ္ဂိုလ်တယောက်ရဲ့တဏ္ဍာမှာဖြစ်လာပြီးဆိုရင်ထိုပုဂ္ဂိုလ်ဟာသူတော်ကောင်းလို့လည်းပြောလို့ရတယ်လူကောင်းလို့လည်းပြောလို့ရတယ်လူတော်လို့လည်းပြောလို့ရတယ်ဟုတ်ပြီအဲ့တော့စေတသိက်52ပါးဘယ်နှပါးရှိတာလဲပြော52ပါးအဲ့တော့တတ္တဝါတွေရဲ့တဏ္ဍာမှာအကုန်လုံးအဲ့ဒီ52ပါးအပြည့်စုံရှိသလားဆိုတော့မရှိဘူးအေးမြင်စိတ်ဆိုတဲ့စိတ်ကလေးကြားစိတ်ဆိုတဲ့စိတ်ကလေးဖြစ်တိုင်းသဗ္ဗစိတ္တဒါနစေတသိက်9ပါးပါတယ်အဲ့ဒီကနေတော့မှထိုအာယုံပေါ်မှာကြိုက်တာမကြိုက်တာကိုအကြောင်းပြုပြီးတော့ပကိန်းစေတသိက်6ပါးဆိုတာဖြစ်တယ်အဲ့ဒီစေတသိက်73ပါးကရောပြန်ပြီးတော့ဖြစ်တတ်တာအကုသိုလ်စေတသိက်14ပါးကြတော့တတ္တဝါတွေရဲ့တဏ္ဍာမှာလေဘဝတန္တရာဆက်ဆက်ကအဲ့ဒီအကုသိုလ်စိတ်12ပါးမပါတဲ့ပုဂ္ဂိုလ်ကိုမရှိဘူးအကုန်လုံးပါနေတယ်ဖြစ်နေတယ်အခုသောဗနာလို့ခေါ်တဲ့စေတသိက်25ပါးကြတော့တတ္တဝါတိုင်းရဲ့တဏ္ဍာမှာမဖြစ်ဘူးလူတိုင်းရဲ့တဏ္ဍာမှာမဖြစ်ဘူးဟုတ်ပြီအရှင်ဘုရားပါတယ်လဲဘုရားဆိုတော့ပရမ25ပါးကိုအချင်းချုပ်အရင်ပြောမယ်တတ္ထာတတိဟိရိဩတ္တပအလောဘအဒေါသတတ္တရမေဇတာ9ခုအဲဆိုကြည့်သမအလောဘတတ္ထာတတိဟုတ်ပြီလားဟိရိဩတ္တပအလောဘအဒေါသတတ္တရမေဇတာဘယ်နှမျိုးတော့9မျိုးဟုတ်ပြီနော်အဲ့ဒီ9မျိုးနည်းနည်းလေးအဓိပ္ပာယ်ပြောမယ်တတ္ထာတဲ့ဘုရားတရားတန်ခါကံဤအကျိုးကိုယုံကြည်တတ်တဲ့သဘောလေးကိုတတ္ထာလို့ခေါ်တာအဲ့ဒီတတ္ထာတတ္တဝါတိုင်းလူတိုင်းရဲ့တဏ္ဍာမှာဘုန်းကြီးတိုင်းရဲ့တဏ္ဍာမှာမေသီလာတိုင်းရဲ့တဏ္ဍာမှာဒကာတိုင်းရဲ့တဏ္ဍာမှာဒကမာတိုင်းရဲ့တဏ္ဍာမှာထိုတတ္ထာအပြည့်အစုံရှိသလားဆိုရင်မရှိတာများတယ်အားနည်းနေတယ်နော်မရှိဘူးလို့မပြောဘူးယုံကြည်မှုတော့အလဲလိုက်ထိုက်တော့ရှိလိမ့်မယ်ထိုတတ္ထာအားနည်းတဲ့အတွက်ဟိုရှိကအကုသိုလ်စေတသိက်တွေဝင်လာတာနောက်တစ်ခါတတ္ထာတတိအခုရက်ပိုင်းကျမ်းမာရေးမကောင်းတဲ့အခါတရားနှလုံးသွင်းလိုက်သွားရင်လာရင်လည်းဦးဇင်းကခန္ဓာကိုယ်ကလှုပ်ရှားနေတာဒီတရားသဘောတွေကိုအမြဲတမ်းစဉ်းစားပြီးတော့မသိရင်တန်းပြီးတော့
စာအုပ်ပြန်လှန်နေပဲပြောမှာပေါ့ဖုံးပြန်ကြည့်တာပေါ့တက်ဘလက်ထဲမှာထည့်ထားတာဟုတ်ပြီနော်ဒါတတိဒီတတိနဲ့ပတ်သက်လို့ဒါအရာကျဲတာပဲကိုယ်တော်ကောင်းမှုဆိုင်ရာမှာမှတ်ရတာကိုတတိလို့ခေါ်တယ်အဲ့တော့တတိဆိုတဲ့တရားဟာကိုယ်တော်အရာမှာပဲရှင်းတယ်အကုသိုလ်အရာမှာမရှင်းဘူးတတ္ထာကလည်းထုံဒီတူသားပဲကုသိုလ်အရာမှာပဲရှင်းတယ်အကုသိုလ်အရာမှာမရှင်းဘူးတတ္ထာတတိဟိရိတဲ့မကောင်းမှုလုပ်ရမှာရှက်တယ်ပါတယ်လေမကောင်းမှုလုပ်ရမှာရှက်တာပြောကြည့်မကောင်းမှုလုပ်ရမှာရှက်တာပုတ္တပမကောင်းမှုလုပ်မှာကြောက်တနည်းအားဖြင့်မကောင်းမှုလုပ်လိုက်လို့ရှိရင်ထိုမကောင်းမှုရဲ့အကျိုးကလုပ်တဲ့ပုဂ္ဂိုလ်မခံရဘူးလားခံရမှာအဲ့ဒီမကောင်းမှုရဲ့အကျိုးခံစားရမှာကိုကြောက်တာဒီချမ်းမှတ်မယ်နော်ပါတယ်လေပုတ္တပဟိရိဆိုတာကမကောင်းမှုလုပ်ရမှာရှက်တာပုတ္တပဆိုတာကမကောင်းမှုလုပ်ရမှာကြောက်တာတရားကောင်းတွေမလို့ပေးခဲ့တယ်သူတော်ကောင်းကြည်ကြောင်းတရားကောင်းပြောကြည့်သူတော်ကောင်းကြည်ကြောင်းတရားကောင်းဟောဒီဟိရိနဲ့ဥတ္တပဆိုတာလောကပါဠတရားနှစ်ပါးပါတယ်လေလောကပါဠတရားနှစ်ပါးလောကတတ္တလောကကိုဘေးတွေမရောက်အောင်ဒုက္ခတွေမရောက်အောင်စောင့်ရှောက်တတ်တဲ့တရားလို့လည်းပြောတယ်ထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမကောင်းမှုလောကမှာချက်လာပြီဆိုရင်ကဲမကောင်းမှုအကျိုးခံစားတရားလိုသေးသလားလိုပါဘူးဗျာအခုအပယ်လေးပုံရောက်နေတယ်အခုလူပြေမှာပဲဖြစ်နေတယ်ဘယ်နာဘာဖြစ်တယ်ဘေးမျိုးမျိုးခံနေရတယ်ဆိုတာဟာဘာရဲ့တတ္တိတွေတော့အဲ့ဒီမကောင်းမှုလောကမှာမချက်တတ်တဲ့သဘောကြောင့်မကောင်းမှုတွေလှုပ်ခဲလို့ခမည်းတော်တို့ဘာပြန်ဖြစ်နေရလဲပြန်ခံနေရတာဟုတ်ပြီတော့ခဲထားလိုက်တော့တကြမှာကျေပြောမယ်ဟိရိတဲ့မကောင်းမှုလောကမှာချက်တာဥတ္တပကမကောင်းမှုလောကမှာကြောက်တာအလောဘပါတယ်လေအလောဘကြားဘူးလားကြားပါပါအလောဘဆိုတာလောဘမရှိဘူးအလွန်မလိုချင်တာလောကီအာယုံကာမဂုဏ်ကိုအလွန်မလိုချင်တာအဲ့တော့တူငါဟိုအကုသိုလ်ထဲမှာရှိတဲ့လောဘဆိုတဲ့သဘောကြတော့တတ္တဝါတိုင်းတဏ္ဍာမှာမရှိဘူးလားရှိတယ်ရှိပါတယ်။ဟိုအရဟတမေအရဟတဘုံမမရသေးဘယ်လိုပုဂ္ဂိုလ်တဏ္ဍာမဆိုလောဘမရှိဘူးလားရှိပါတယ်။ရှိတယ်ဟောဒီအလောဘကြတဲ့ခါကျတော့မဟုတ်တော့ဘူးတတ္တဝါတိုင်းတဏ္ဍာမှာမရှိနိုင်ဘူးအပေပုံသားမှန်တယ်များအလောဘဆိုတာမရှိဘူးဟုတ်ပြီနော်အဲ့ဒါလေအလောဘဆိုတာမရှိဘူးဘာလို့လဲ तू ကဟိတ်မှမရှင်တော့တာအလောဘအဒေါသအမောဟဆိုတဲ့ဟိတ်၃ပါးရှင်မှသူကတိဟိုဘက်ကလောဘဒေါသမောဟဆိုတဲ့တရားတွေကတော့မကောင်းတဲ့ဟိတ်တွေကတော့တသန္တရာလုံးပါလာတာဟုတ်ပြီနော်အခုဒေါဂိအာယုံကာမဂုဏ်ကိုအလင်းမခင်တွေ့တာကအလောဘအဒေါသအလွန်မခက်ထန်မှုမကြမ်းတမ်းမှုစိတ်မဆိုးတတ်ဘူးအဒေါသရဲ့သဘောကပါတယ်လေစိတ်မဆိုးတတ်ဘူးမခက်ထန်မှုမကြမ်းတမ်းမှုတော်တော်တတိထားရတယ်နော်တော့ဦးဇင်းတို့ဆိုဖြစ်စေချင်တာကောင်းစေချင်တာဖြစ်စေချင်ကောင်းစေချင်တဲ့အတိုင်းနောက်ကမလိုက်မလို့တော့အော်မိငေါမိပြောမိအဲ့ဒါကိုကရုဏာဒေါသောလို့ပြောတယ်တဲ့မဟုတ်ဘူးတဲ့ကရုဏာဆိုတာကတဏှာတာတတ်တတ်ပဲဟုတ်ပြီနော်အေးဘာတော့အရင်ခံတာလဲဆိုတော့သူတို့ကိုဆင်းရဲတဲ့အပြစ်ကလွတ်မြောက်ခြင်းတဲ့သဘောလေးကတော့ဘာလို့ကရုဏာပေါ့ကဲထားလိုက်အဲ့တော့အဒေါသဆိုတာမခက်ထန်မကြမ်းတမ်းတာတတ္တရမစ္ဆတာမြတ်တို့ရဲ့ကျုပ်တို့ရဲ့စိတ်တွေကိုအလဲအလတ်ဖြစ်အောင်မကောင်းတဲ့ပဲမလိုက်ဖြစ်အောင်အလဲအလဲတတ်မှတ်ပေးတာဘယ်လိုတော့တတ္တရမစ္ဆတာသူ့ကိုဥပိ္ပခာလို့လည်းသုံးတယ်ဘာလို့လဲသုံးလဲဥပိ္ပခာလို့သုံးတယ်ဟုတ်ပြီအဲ့တော့အသောဗနာစေတသိက်25ပါးထဲမှာအခုခြေပိုင်းကဘယ်နှပါလဲ9ပါးပြန်ပြောမယ်တတ္ထာတတိဟိရိဥတ္တပအလောဘအဒေါသတတ္တရမစ္ဆတာအဲ့ဒီစေတသိက်တွေခင်ဗျားတို့ကျတို့ရဲ့တဏ္ဍာမှာဖြစ်ပြီဆိုရင်ထိုပုဂ္ဂိုလ်ဟာဘာဖြစ်လာသူတော်ကောင်းဖြစ်လာပြီဘာဖြစ်တယ်လားသူတော်ကောင်းတပ္ပုရိတပေါ့ဗျာသူတော်ကောင်းဖြစ်လာပြီအခု
ဘဝတန္တရာတစ်ချောင်းလုံးဒီအလောဘတို့ဟုတ်ပြီလားအဒေါသတို့ကိုယ်တဏ္ဍာမှာများမရောက်လို့တဏိတတ္တာကောင်းမဖြစ်လို့အဲ့တော့တတ္တာဖြစ်ဖို့အကြောင်းတွေလည်းရှိတယ်ကဲထားလိုက်ကိုယ်စိတ်တစ်သိပ်ပိုင်းဆိုင်ရာပြောနေတာမလို့နောက်တစ်ခါ12ပါးသူကတော့တစ်ခုချင်းပြောရင်နည်းနည်းကြာသွားလိမ့်မယ်ကာယပတ္တတိစိတ်တပတ္တတိကာယလဟုတာစိတ်တလဟုတာကာယမုဒုတာစိတ်တမုဒုတာကာယကံမေညတာစိတ်တကံမေညတာကာယပါကုံညတာစိတ်တပါကုံညတာကာယုဇုကတာစိတ်တုဇုကတာဘယ်နှပါတော့12ပါးကျောက်ကတော့လက်ရှိုးတာခင်ဗျားတို့လက်ရှိုးခိုင်းတာအဲ့ဒါခြေကနေပြပေးနေတာတော့ပြပေးတာမဟုတ်ခင်ဗျားတို့လိုက်ရှိုးအောင်လို့ဘယ်နှပါးလဲ12ပါးကာယပတ္တတိစိတ်တပတ္တတိစိတ်တပတ္တတိဆိုတာကတော့စိတ်ငြိမ်းချမ်းတာကာယပတ္တတိဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာမဟုတ်ဘူးတဲ့ကာယဆိုတာအခုနကစေတသိက်အပေါင်းကိုကာယလို့ပြောတာဘာအပေါင်းလဲစေတသိက်အပေါင်းရဲ့ငြိမ်းအေးတဲ့သဘောလေးအဲ့ဒါကိုကာယပတ္တတိစိတ်ရဲ့ငြိမ်းအေးတဲ့သဘောလေးကိုစိတ်တပတ္တတိဘယ်နဲ့တော့ရပါလားရဘူးပြီလားနော်အခုခင်ဗျားတို့ကိုဒီသီလမယူခင်ရောက်တယ်ဆိုရင်ဘယ်သူမှစကားမပြောဘဲနဲ့တရားလေးထိုင်ပြီးတော့ဝင်လေထွက်လေမှတ်ပါစမှတ်ခါစားတော့ပြောင်းဆန်းနေတာပဲမှတ်နေကြမလို့ခန္ဓာကိုယ်ကပေါက်ပြန်နေတာလေတပြည့်ပြည့်မှတ်ပါများလာလို့ရှိရင်ကာယပတ္တတိစိတ်တပတ္တတိဆိုတဲ့အဲ့ဒီပတ္တတိနှစ်ပါးရလာပြီဆိုရင်ဒီရုပ်ခန္ဓာကြီးကလည်းသူကဘာဖြစ်လာလဲလိုက်ပြီးတော့အေးချမ်းလာတာငြိမ်းအေးလာတာဟုတ်ပြီနော်ကာယပတ္တတိစိတ်တပတ္တတိပေါင်းလိုက်တော့စိတ်စေတသိက်အပေါင်းရဲ့ငြိမ်းအေးမှုနှစ်ခုဟုတ်ပြီလားကာယလဟုတာစိတ်တလဟုတာစိတ်တလဟုတာဆိုတာကစိတ်ဤလင်းမြန်မှုစေတသိက်အပေါင်းရဲ့လင်းမြန်မှုကကာယလဟုတာအဲ့တော့စိတ်စေတသိက်တွေလင်းမြန်တာပေါ့ပါတာကိုကာယလဟုတာစိတ်တလဟုတာ၄ခုနော်နောက်တစ်ခါကာယမုဒုတာစိတ်တမုဒုတာမုဒုတာဆိုတာနုညံ့တာပါတယ်လေနုညံ့တာဒီကလေးကစိတ်ထားနုညံ့လိုက်တာဆရာကြီးကောင်းထုတ်ဆရာဒါတွေကြားဘူးလားကြားဘူးလေကြားဘူးတယ်ဘာကြားဘူးတာပြောတာတော့စိတ်လေးတွေနုညံ့စိတ်လေးတွေနုညံ့တယ်လို့လည်းကြားဘူးတာအဲ့ဒီနုညံ့တယ်ဆိုတာဘသူ့ရဲ့စေတသိက်နာမည်နဲ့ပြောတဲ့ခါကျတော့စိတ်တာမုဒုတာဟုတ်လားစေတသိက်အပေါင်းနုညံ့တဲ့ခါကျတော့ကာယမုဒုတာအဲ့တော့ကာယမုဒုတာစိတ်တမုဒုတာဆိုတာစိတ်စေတသိက်အပေါင်းနုညံ့မှုသဘောလေးပေါင်းပြောတာနော်ဟာတယ်လေစိတ်စေတသိက်နှစ်ပါးနုညံ့တဲ့သဘောလေးအဲ့ဒီစိတ်စေတသိက်နုညံ့တဲ့ပုံကိုယ်တွေဟာခြေကတတ်တာတို့ဘာလို့ဖြစ်ဖို့ရအားကောင်းလာပြီအခုခင်ဗျားတို့ကျွတ်တို့တွေကစိတ်တွေကဘာဖြစ်နေတာများတော့မနုညံ့မနဲ့ကြမ်းတမ်းနေတာများတယ်ဟုတ်ပြီနော်နောက်တစ်ခါကာယကံမေညတာစိတ်တကံမေညတာပါတယ်လေကာယကံမေညတာစိတ်တကံမေညတာကာယကံမေညတာစိတ်တကံမေညတာဆိုတာကထိုစိတ်စေတသိက်နှစ်ပါးကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာခန့်ကျမ်းတာပေါ့ကုသိုလ်ကောင်းမှုလုပ်လို့တဲ့သဘောလေးပေါ့နော်ပြုလုပ်တဲ့အခါမှာတည်တည်တတ်တတ်ကုသိုလ်အလုပ်လုပ်ခိုင်းတယ်တချို့စိတ်မပါတဲ့အခါကျတော့တည်တတ်ရလားမတည်တတ်ဘူးအဲ့ဒီထဲမှာစိတ်ကိုနစ်မထားဘူးနစ်မထားတဲ့အတွက်ဟောဗိမိသာရမင်းနဲ့ဆွေမျိုးတို့စု62ကဘာထက်ကကုသိုလ်ကောင်းမှုတော့လုပ်တာပဲလုပ်ပြီးတော့ဒီထဲကနေပြီးတော့ယူငင်စားတော့တဲ့သားတွေသမီးတွေကျွေးတယ်ဘုရားနဲ့တကွသံဃာတော်တွေကိုဆုံးကပ်ဖို့စီရင်ထားတဲ့ထဲကနေပြီးတော့ယူပြီးတော့စားကြတာလေအဲ့ဒါဘာမဖြစ်တာလဲကာယကံမေညတာစိတ်ဓာကံမေညတာမဖြစ်တာကုသိုလ်ကောင်းမှု၌စိတ်စတိတ်တွေကခန့်ကျမ်းရမယ်လို့ပြောတာပေါ့ပြုလုပ်လို့တဲ့စိတ်အားကြီးရမယ်ကာယကံမေညစိတ်ဓာကံကာယပါဂုံညတာစိတ်ဓာပါဂုံညတာသူကြတော့ထက်တန်ရမယ်ခန့်ကျမ်းရမယ်လို့ပြောတာ
စိတ်တသိတွေကကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာဘာပြောမလဲထက်တန်ရမယ်ခံကြံရမယ်သူစိတ်တသိကပြော့ညံ့နေတဲ့ဆိုရင်ကုသိုလ်လုပ်လို့မရဘူးဟုတ်ပြီနော်အဲ့တော့ကုသိုလ်ကိုအင်တိုင်းအားတိုင်းလုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒီစိတ်တသိတွေပါနေတယ်နောက်ဆုံးကကာယုဇုကတာစိတ်တုဇုကတာတဲ့7နဲ့7ကစိတ်တုဇုကတာဆိုစိတ်ကလေးဖြောက်မှတ်တာပါတယ်လေစိတ်ကလေးဖြောက်မှတ်တာကာယုဇုကတာဆိုတာကစေတသိက်အပေါင်းဖြောက်မှတ်တာစိတ်နဲ့စေတသိက်နှစ်ပါးဖြောက်မှတ်တာကိုကာယုဇုကတာစိတ်တုဇုကတာအဲ့တော့ဦးဇင်းတို့တရားဓမ္မတွေအခုနှစ်ပါးတဲ့နှစ်ပါးတဲ့က12ပါး12ပါးနဲ့ခုနက9ပါးနဲ့ပေါင်းတော့ဘယ်လောက်တယ်လဲ19ပါးအဲ့ဒါကသောပနသာဓာရဏလို့ခေါ်တာကောင်းတဲ့စိတ်ဖြစ်တိုင်းသူတို့ကရှင်းတာအကုန်လုံးတော့တပြိုင်တည်းတော့မရှင်းလို့မရဘူးနော်ဟုတ်ပြီလားတတ္တာဖြစ်နေတဲ့အချိန်မှာတတိဖြစ်ခြင်းမှာဖြစ်မယ်တတိဖြစ်နေတဲ့အချိန်မှာတတ္တာဖြစ်ခြင်းမှာဖြစ်မယ်တခုခုကဥဆောင်နေတာအခုနကကာယကမ္မညတာစိတ်ဓာကမ္မညတာတွေကတော့အကုန်လုံးပါသွားတယ်19ပါးရှိသွားပြီနော်နောက်တစ်ခါအဲ့ဒီထဲကနေပြီးတော့မှအပမညာစေတသိက်ဘာလဲဆိုတော့ကရုဏာနဲ့မုဒိတာဘာလဲလဲကရုဏာနဲ့မုဒိတာကရုဏာဆိုတာကတဏှာတာပါတယ်လေကရုဏာဆိုတာကတဏှာတာမုဒိတာဆိုတာကဝမ်းမြောက်တာဘာကိုတဏှာတာလဲဘုရားဆိုတဲ့ကကြတော့ဆင်းရဲတဲ့ဒုက္ခဖြစ်နေတဲ့ပုဂ္ဂိုလ်တ attva တွေကိုမြင်လို့ချင်းတဏှာတဲ့သဘောလေးကိုကရုဏာလို့ခေါ်တာတဏှာတာလေးကိုဘာလို့ခေါ်တာလဲကရုဏာအဲ့ဒီဆင်းရဲကလွတ်မြောက်ရှင်တာကြမှာဟိုဘက်ကမေတ္တာလာမှာထားလိုက်တော့ကရုဏာဆိုတာဘာသဘောလဲတဏှာတဲ့သဘောလေးတော်တော်များတော့အဲ့ဒီကရုဏာသဘောလေးကကြီးကြတယ်နော်တတ္တဝါတွေမှာလေဟုတ်ပြီနော်ခွေးလေးတွေကအစကိုယ့်ရဲ့အင်အားနေတဲ့ခွေးလေးတွေသူသိပြီးတော့အနိုင်မကျင့်တဲ့ခွေးလည်းရှိတယ်အနိုင်ကျင့်တဲ့ခွေးလည်းရှိတယ်ကဲထားလိုက်တော့အဲ့တော့မုဒိတာဆိုတဲ့အခါကျတော့ဝမ်းမြောက်တာဘာလဲဆိုတော့ချမ်းသာဒုက္ခရနေတာကိုယ့်တဲ့ဟုတ်ပြီလားကိုယ်နဲ့ဓာတ်တူစသည်အပြင်ချမ်းသာဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ရနေတဲ့ပုဂ္ဂိုလ်ကြည့်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်တာကိုဘာလို့ခေါ်မလဲမုဒိတာဒီစေတသိက်ကြတော့နည်းနည်းဘယ်နဲ့တော့တခါကြီးတွေအဖြစ်နည်းသလားအဖြစ်များသလားအဖြစ်နည်းတယ်ဟုတ်ပြီနော်အဲ့တော့မုဒိတာမဝင်နိုင်ဘာဝင်လာတယ်လဲဆိုတော့ဟိုးအကုသိုလ်တွေကအိတ်တာနဲ့မစ္စရိယကဝင်လာတာတတိထားရမှာနော်အဲ့တော့မုဒိတာဆိုတာကိုယ့်တဲ့တာတဲ့ပုဂ္ဂိုလ်အပေါ်မှာသူတော်ပါပြီရဲ့သူကြိုးစားနိုင်ပါပြီရဲ့သူကုသိုလ်ကံထူးပါပြီရဲ့ဆိုပြီးတော့မလုပ်ပြရမလဲဝမ်းမြောက်ဝမ်းသာဖြစ်နေတာကိုမုဒိတာဟုတ်ပြီနော်အဲ့ဒီနှစ်ပါးထက်19ပါးတဲ့နှစ်ပါးထက်လိုက်တော့ဘယ်လောက်ကြည့်သွားမလဲ22ပါးနောက်တစ်ခါဝိရတိစေတသိက်3ပါးရှောင်ကျင်တာပါတယ်လေရှောင်ကျင်တာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝပြောကြည့်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဟုတ်မကင်ချေပါတယ်မှာသူမပါဘူးလားပါတယ်ဝိရတိစေတသိက်လို့ခေါ်တာဝိရတိဆိုတာဘာလို့ဆိုတော့ရှောင်ကျင်တာပါတယ်လေရှောင်ကျင်တာတမ္မာဝါစာတဲ့တမ္မာကကောင်းသောဝါစာကစကားတမ္မာကမှန်ကန်သောဝါစာကစကားကောင်းသောမှန်ကန်သောစကားကိုတမ္မာဝါစာအဲ့ဒါကိုပြောဆိုတာဝစီဒုစရိုက်၄ပါးမှရှောင်ကျင်တာလိမ်မပြောဘူးချောပြီးဂုံတိုက်တဲ့အလုံးမလုပ်ဘူးဟုတ်ပြီလားပင်ပြင်းတဲ့စကားမပြောဘူးကြမ်းတမ်းတဲ့စကားမပြောဘူးအဲ့တော့ဒီတရားလေးတွေတတ္တိလေးတွေကြည့်လိုက်မယ်ဆိုရင်ရှိနေတဲ့ပုဂ္ဂိုလ်ကစိတ်ကလေးဘာဖြစ်တော့နုညံ့တယ်မခက်ထန်တော့ဘူးမကြမ်းတမ်းတော့ဘူးမကောင်းတဲ့စကားမပြောတော့ဘူးအဲ့ဒါခင်ဗျားတို့သူတော်ကောင်းရွေးချယ်ထားဖို့နော်ကိုလည်းပြန်ပြောမေးကြည့်ဒီမကောင်းတာတွေပြောသေးသလားဆိုလို့ရှိရင်
ပြောသေးတဲ့ဆိုရင်ကိုဘာနဲ့မနီးသေးဘူးလို့သူတော်ကောင်းဖြစ်ဖို့မနီးသေးဘူးသူတော်ကောင်းဖြစ်ကြောင်းတရားကောင်းလို့ကျပြောခဲ့တာလေဟုတ်ပြီနော်တမ္မာကမ္မန္တတမ္မာကကောင်းသောမှန်ကန်သောကမ္မန္တကအလုတ်ကောင်းသောမှန်ကန်သောအလုတ်အဲ့ဒါလေကာယဒုစရိုက်၃ပါးမှရှောင်ကျင်ခြင်းလို့မှတ်ပါဘာရှောင်ကျင်မလဲကာယဒုစရိုက်၃ပါးမှရှောင်ကျင်ခြင်းအာနာတိပါဒသူတစ်ပါးအသက်သက်ခြင်းအာရိဏဒါနသူများဥစ္စာခိုးရင်ကာမေတုမိစ္ဆာတာရကာမဂုဏ်တို့၌မာယွင်းစာကျင့်ခြင်းဆိုတဲ့အဲ့ဒီအကျင့်ခန္ဓာကိုယ်နဲ့လောက်ရတဲ့အလုပ်၃မျိုးကိုရှောင်ကျင်တာကိုဘာလို့ခေါ်မလဲတမ္မာကမ္မန္တသူတော်ကောင်းတွေဟာမကောင်းတာမလုပ်ဘူးအလွယ်ပြောတော့ဘာတွေမလုပ်တာလဲဒီခန္ဓာကိုယ်စားဖို့ဝတ်ဖို့အတွက်သူတစ်ပါးအသက်မတတ်တော့ဘူးဟုတ်ပြီလားနော်တမ္မာကမ္မန္တနောက်တစ်ခါတမ္မာအာဇီဝပါတယ်လေတမ္မာအာဇီဝသူကဘိုးရာကျဲသွားပြီတမ္မာကကောင်းသောမှန်ကန်သောအာဇီဝကအသက်မွေးမှုရှိကတမ္မာဝါဒတမ္မာကမ္မန္တနှစ်ပါးချောင်ကျင်ထားတာကိုမှသူကအသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လို့လိန်နဲ့မပြောတော့ဘူးဟုတ်လားခိုးလည်းမယူတော့ဘူးတတ်ပြီးတော့လည်းမယူတော့ဘူးမှားယွင်းတဲ့အကျင့်ကိုလည်းမကျင့်တော့ဘူးအဲ့ဒါသေးခြင်းသေးပါစေလို့စိတ်ကိုဆုံးဖြတ်ပြီးတော့ရှောင်ကျင်တာကိုဘာလို့ခေါ်မလဲတမ္မာအာဇီဝမှန်ကန်စွာအသက်မွေးဝမ်းကြောင်းပြုခြင်းအခုသူငါဇီဝဥစ္စာရှာတယ်ဆိုတာဘာအတွက်ရှာတာခန္ဓာစားဖို့ဝတ်ဖို့နေဖို့မို့လားအေးအဲ့ဒီစားဖို့ဝတ်ဖို့နေဖို့ရှာတဲ့အခါမှာဥအောင်ထူးရေတမ္မာအာဇီဝနဲ့မိစ္ဆာအာဇီဝတရားကများတော့ဗျမိစ္ဆာအာဇီဝကများတယ်မှားယွင်းစွာအတံမွေးဝမ်းကြောင်းပြုနေကြတာလိန်တယ်ခိုးတယ်ဝှက်တယ်ဆိုတာဘာလို့တာတော့မိစ္ဆာအာဇီဝဟုတ်ပြီနော်အဲ့ဒါကိုဝိရတိစေတသိက်၃ပါးလို့ခေါ်ပါတယ်ဗျ။ကိုင်းအဲ့တော့ခင်ဗျားတို့ကျွတ်တို့လောကီအနေမှာတတ်နိုင်တဲ့၍ထိုစေတသိက်၃ပါးလာတဲ့အတိုင်းနှုတ်ကကောင်းတာပြောမယ်ကိုကကောင်းတာလုပ်မယ်အတံမေးဝမ်းကြောင်းနဲ့ပတ်သက်လို့လူတွေမဟုတ်ဘူးဘုရားကရဟန်းတော်များမှာလည်းဒီစားရေးဝေရေးချမ်းသာရေးနေရေးနဲ့ပတ်သက်လို့ရဟန်းတော်များဆိုရင်လည်းမကောင်းတဲ့စီးပွားရှာနီးလလဘရအောင်လုပ်နီးအနေတနာလို့ခေါ်တာပါတယ်လေအနေတနာမရှာမီးထိုက်တဲ့နီးတွေနဲ့ရှာမီးတာစေးကူတာဟုတ်လားဗီရင်ကြီးတာဓာတ်ရိုက်ဓာတ်ဆင်လောက်တာဒကာဒကမတွေကလည်းအဲ့လိုလေးဆိုရင်ပို့ပြီးတော့သဘောကြတာကဲထားလိုက်ပါအဲ့တော့အဲ့ဒီလုံတွေလုံနေပြီဆိုရင်တမ္မာအာဇီဝမဖြစ်တော့ဘူးရဟန်းတော်များအတွက်ပြောတာနော်ခင်ဗျားတို့လူတွေတချို့တွေ့ကြတော့အဲ့ဒါမှန်ကန်သောပညာအဖြစ်အသက်မွေးတာဆိုရင်တော့လုံပေါ့နော်ဘေးရင်တိုက်ရင်ဘေးတော့ဟောလို့ရတယ်လူတွေအနေနဲ့နော်ဆေးကူးတဲ့အတက်တိုက်ရင်ဆေးကူးလို့ရတယ်မရဘူးမဟုတ်ဘူးအဲ့ဒီဥစ္စာနဲ့အသက်မွေးဝမ်းကြောင်းပြုလို့မရဘူးလားဆိုရင်ရတယ်ဒါပေမဲ့နှုတ်ကဘာတော့လို့လဲမှန်မှန်ကန်ကန်ပြောမှန်မှန်ကန်ကန်လုပ်ဖို့တော့မလိုဘူးလားလိုသလားကဲထားတော့အဲ့ဒါကိုဝိရတိစေတသိက်၃ပါးလို့ခေါ်ပါတယ်အခုနက21ပါးတဲ့ကိုဒီ၃ပါးထည့်လိုက်ရင်ဘယ်လောက်ဖြစ်သွားမလဲ24ပါးနောက်ဆုံးကပညာတဲ့ပါတယ်လေပညာစေတသိက်ကလေးဗျအဲ့တော့ပညာဆိုတာဘာလဲဆိုတော့ပညာအပြားအဖြစ်သိတာပါတယ်လေအပြားအဖြစ်သိတာအခုနကလောကအမေတွေအဖေတွေဆရာသမားတွေအသက်ကြီးတတ်သိနားလဲတဲ့ပုဂ္ဂိုလ်တွေပြောလေရှိတယ်လေတထွာပြရင်တထောင်မြင်တယ်ဆိုတာအဲ့ဒီပညာရဲ့အစွမ်းပဲဗျနော်ဆရာမိဘတင်ပြပေးလိုက်တယ်ဒီလောက်လေးပြလိုက်တယ်တထွာလောက်လေးပြလိုက်တယ်ဟိုဘက်ကသူကကြော်ပြီးတော့တဒံလောက်မြင်တယ်ဆိုတာဘာရဲ့အစွမ်းလဲပညာရဲ့အစွမ်းဟုတ်ပြီနော်အဲ့တော့ခေါင်းချုပ်ပဲတဲ့သူတော်ကောင်း
ဖြစ်ဖို့ရခေါင်းကျုပ်တရားဟာဘာတူလဲပညာပဲဟိုးခြေသုံးကတတ္ထာဆိုတဲ့တရားလေးယုံကြည်မှုနော်ဘုရားတရားတန်ခါကံကံရဲ့အကျိုးကိုယုံကြည်တတ်တဲ့သဘောလေးကိုဘာလို့ခေါ်တယ်လဲတတ္ထာအဲ့ဒီတတ္ထာနောက်ဆုံးအခုပညာနဲ့တွဲရတာတတ္ထာနဲ့ပညာတွဲမှကုသိုလ်ကောင်းမှုမှန်သမျှလုပ်ဖြစ်တာဗုဒ္ဓဘာသာတော့အမိခံထားတယ်တတ္ထာတော့အလိုက်ထိုက်ရှိတယ်ဒီဘက်ကပညာအားနည်းတယ်ဆိုရင်နတ်လည်းယုံလိုက်တာပဲဘေးရင်လည်းယုံလိုက်တာပဲဟေးဟိုပညာသမားကတော့မဟုတ်ဘူးဟေးမင်းမယုံနဲ့ကွာယုံတာဟုတ်တယ်နော်ကောင်းတာလုံးမှာကိုကောင်းကျိုးရမှာကိုမကောင်းတာလုပ်ရင်ကိုမကောင်းကျိုးရမှာမင်းအတိတ်ကမကောင်းတာလုပ်ခဲ့တဲ့အတွက်ဒီဘဝမှာမကောင်းတဲ့အကျိုးခံစားရတာမင်းကောင်းတာတွေဘယ်လောက်လုပ်လို့မင်းကောင်းကျိုးကမပေးနိုင်သေးဘူးဘယ်သူကယုံကြည်တာဟုတ်ကနောက်ကပညာကနေပြီးတော့တတ္ထာနဲ့လှမ်းတွဲရတာအဲ့ဒီတတ္ထာကိုပညာနဲ့မတွဲလို့ချင်းတလွဲယုံကြည်ပြီးတော့လမ်းလွဲကိုရောက်သွားတတ်ပါတယ်ဟုတ်ပြီနော်ဒါအဲ့တော့ပညာအရာအဲ့ဒီလိုအပြားအဖြစ်ထိုးထွင်းပြီးတော့သိတတ်တဲ့သဘောလေးကိုဘာလို့ခေါ်တာလဲပညာအမေမိဘကအသိဉာဏ်မရှိဘူးပညာနည်းတယ်အဲ့ဒီထိုးပညာနည်းတဲ့မိဘကဝေးဖွာလာတဲ့သားသမီးကြတော့အသိဉာဏ်ရှိတာကောမဖြစ်တတ်ဘူးလားဖြစ်တတ်တယ်ဖြစ်တတ်ပါဖြစ်တတ်တယ်ညာတော့အဖြစ်ဘာလိုက်တယ်မျိုးရိုးလိုက်တယ်ကျဲဥအောင်သူအခုနကထူးချွန်တဲ့ပုဂ္ဂိုလ်ကနည်းနည်းပဲထွက်တာနော်အဲ့တော့အမေအဖေကခက်ညံ့ညံ့ခက်ပြင်းပြင်းဆိုလို့ရှိရင်အဲ့ဒီခက်ညံ့ညံ့ခက်ပြင်းပြင်းပဲထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာထိုပုဂ္ဂိုလ်ရဲ့သားသမီးလာဖြစ်ကြတာများတယ်နော်အမေဖေကမကောင်းမှုလုပ်တတ်တယ်ဆိုရင်ထိုသားသမီးလည်းများသွားပြီမိဘရဲ့အလုတ်တိုင်းလိုက်ပြီးတော့လုံတာမများဘူးလားများတာများတယ်ရှင်ပြီးတော့ဟာဒီကမကောင်းမှုကအဖေမေလုပ်မဲ့တို့မလုပ်ဘူးကွာလို့သိတတ်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကနည်းတယ်အဲအဲ့တော့ဟုတ်ပြီဒီစေတသိက်25ပါးဒီဘာဖြစ်ကြောင်းနေတယ်လေသူတော်ကောင်းဖြစ်ကြောင်းတရားလို့မှတ်လိုက်ပါဗျအဲအဲ့တော့အကြာကြီးလည်းပြောလို့မရဘူးဒါကြောင့်ဦးဇင်းတို့တက္ကဒကမတွေဒီစေတသိက်တွေကတော့ကိုယ်တဏ္ဍာမှာမဖြစ်သေးတဲ့စေတသိက်တွေဖြစ်အောင်မလုပ်ရမှာလေကြိုးစားအားထုတ်ရမှာတတ္ထာဆိုတဲ့တရားကလေးတိုးပွားအောင်ဆိုရင်တရားများနာစာများဖတ်ပတ်ဝန်းကျင်နဲ့ကိုနာပိသားတရားလေးနဲ့တိုက်ဆိုင်ကြည့်ဖြစ်နိုင်၏မဖြစ်နိုင်၏ဟုတ်လိုက်တာဆိုလို့ချင်းဘာတိုးလာမလဲတတ္ထာတွေတိုးလာလိမ့်မယ်ဒါကြောင့်သူတော်ကောင်းဖြစ်ကြောင်းတရားတို့တွင်တတ္ထာအစထပညာအစုံ25ပါးသောစေတသိက်တရားတွေကြိုးစားအားထုတ်မှသာလျှင်သူတော်ကောင်းဖြစ်နိုင်တာမို့လို့ကိုယ်တန်တန်မှာသူတော်ကောင်းဖြစ်ကြောင်းတရားများကြိုးစားအားထုတ်နိုင်သောပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာ